အာဆနယ်တင်းရဲ့နေပြမီကဲအာတီတာကလာမယ့်ရာသီမှာဥရောပချန်ပီယံလိနဲ့ထိပ်တန်းအသင်းထပ်ဖြစ်ဖို့နောက်ပရီးမီးယားလိမှာထပ်ပြီးတော့ဒိုမနိတ်လုပ်နိုင်ဖို့အတွက်သူလိုချင်တဲ့ကစားမ list ကိုအားကဒရိုက်တာအန်ဒရီယာဘာတာကိုပေးလိုက်တယ်ဆိုတော့အာဆနယ်တင်းကအခုလောလောဆယ်အနေထားရမီကဲအာတီတာ personally တောင်းဆိုတဲ့ကစားမ2ယောက်ရှိတယ်တယောက်ကမိုဂန်ဝိုချာဒါကအားလုံးသိထားပြီးသားပြီးခဲ့တဲ့ရက်ပိုင်းကလေးကအက်စတွန်ဗီလာအသင်းရဲ့တောင်ပကစားမရိုချာကိုတော်တော်လေးသဘောကျတယ်အဲ့ဒါကနံပါတ်1သူသဘောကျတယ်ဒီနေရာမှာခရစ်စတန်နိုကထွက်ဖို့တည်ကြတဲ့လောက်ရှိတယ်ကွင်းလယ်ပိုင်းကိုသူအားဖြည့်ခြင်းနဲ့မာတင်စူပါမန်တီရဲ့ performance အခြေအနေကြောင့်ကလပ်ဘက်ကစဉ်းစားကြကမီကယ်အာတီတာဘက်ကသဘောကျပြီးခေါ်စီခြင်းတဲ့သူကဘယ်သူလဲဆိုတော့ဆန်တိုထိုနာလီအထက်တာကအဲ့ဒီမှာ2ယောက်ကိုသူ့ရဲ့ major နံပါတ်1 target ဖြစ်ရိုဂျာက30ဘူးရဲ့ wing တစ်ဖက်လုံးကစားနိုင်တယ်ဆန်တိုတိုနာလီကကွင်းလေနံပါတ်6နံပါတ်10နေရာဆုံးကစားနိုင်ပြီးတော့ဒီသားမ2ယောက်ကိုလိုချင်တယ်ဆန်တိုတိုနာလီကိုလိုချင်ရင် Manchester United နဲ့ Manchester City ပါဝင်အသင်းတော်တော်များများသဘောကျတယ်ပေါင်တန်း100ထိပေးရဖို့ရှိပြီးတော့ဒါလောလောဆယ်အနေထားရအာဆနယ်ကသူ့ကိုသဘောတော်ကျတယ်မော်ဂန်ရိုချာကတော့အက်စတွန်ဗီလာကခေါ်မှာဖြစ်ပြီးတော့တန်း80လောက်ပေးရင်ရနိုင်ပြီးတော့လက်ရှိမှာအာဆင်ကဒီသားမ2ယောက်ကိုတော်တော်လေးသဘောကျတယ်ဒီနေရာမှာမီကယ်အာတီတာကဒီတရားမ2ယောက်ကိုရဖို့ကလည်းအမှန်တိုင်းပြောရင်တော်တော်လေးခက်တယ်